Okay ဒီနေ့ကဂျွန်လ1ရက်နေ့ semester 4 year week 7 advanced operating system and visualization ကတော့ဘာတွေလုံးဆရာရှိလဲမှားတာရှိလားမှန်တာရှိလား run လို့အဆင်ပြေလားဆိုတာကိုလာမေးတယ်လာကြည့်တယ်အဲ့တော့မှ run ကြည့်တော့အဆင်ပြေသွားတော့သူတလေတော့မေးစရာမရှိတော့ပြီးတော့ data science course ပေါ့နော် data science course က human behavior analysis ပိုင်းတွေရှိတယ်အဲ့ဒီမှာ exam ဖြေရတာပေါ့exam ဖြေရတော့ exam ကခေါင်းစဉ်၄ခုနဲ့မေးတယ်descriptive statistical analysis ရယ် inferential statistical analysis ရယ် data visualization analysis ရယ် human experiment design ရယ်ပေါ့နော်ဆိုတော့ topic ၄ခုခွဲပြီးတော့မေးတယ်အဓိကတော့statistical analysis ကdata set တစ်ခုပေးအဲ့ဟာကို average ရှာတာတို့ဒီ percentage ရှာတာတို့ satisfaction rate ရှာတာတို့အဲ့လိုမျိုးတွက်ကြည့်ရတာပေါ့နော်ပြီးတော့လို့ရှိရင် distribution ဘယ်လို distribution မျိုးဖြစ်နေလဲ Gaussian distribution skew distribution ဘယ်လိုဖြစ်နေလဲဆိုတော့ချက်အဲ့ဒါမေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီ simple test ကိစ္စပေါ့နော် independent simple t test လုပ်ခဲ့တယ်ဆိုတဲ့ဟာကိုမေးတယ်အဲ့ဒါinferior statistical analysis ပေါ့ဒီဘက်မှာပြီးတော့ဒီ p value ကိစ္စတွေပါတယ် p value က0.05 ထက်0.005 လားအဲ့ဒါထက်နည်းလားများလားဆိုတဲ့ဟာကိုတိုင်းနဲ့ result လို့ဟာမျိုးမေးတယ်မားဖြေလိုက်တာပဲ anyway နောက်တစ်ခုကတော့ဒီ tool software ကိုဘယ်လိုမျိုး satisfaction ဖြစ်အောင်လုပ်မလဲဆိုတဲ့ဟာမျိုးတွေမေးတယ်ပြီးတော့ data visualization analysis ဘိုင်းမှာဆိုရင်ဒီ chat တွေဆွဲကြည့်ခိုင်းတယ်ပေါ့နော် chat တွေဆွဲကြည့်လို့ဘယ်လို chat မျိုးဆိုလို့ရှိရင်ဒီ data ကိုဆွဲလို့အဆင်ပြေမလဲပြီးတော့ဒီဥမာပေးထားတဲ့ data ကတော့ happy နဲ့ဆိုင်တဲ့ data ပေါ့နော် minute နဲ့ happy နဲ့ဆိုင်တဲ့ data ဆိုရင် line graph ဆွဲလို့အဆင်ပြေရဆိုတာမျိုးတွေကြည့်ပြီးရပါပြီပြီးတော့ဘာကြောင့်အဆင်ပြေလဲပေါ့နော်ပြီးတော့အဲ့ဒီအချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့ဘယ်လိုကြည့်ရမလဲပေါ့နော်ကြည့်အောင်ကြည့်နည်းလေးပထမနှလုံးခေါင်းလုံးဆိုတော့တက်နေတယ်ဆိုလို့ရှိရင်လှုပ်ရှားနေရနှေးနေရဆိုလို့ရှိရင် resting state ကိုရောက်နေပေါ့နော်အဲ့လိုပုံစံမျိုးပြောတာနောက်တစ်ခု human experiment design အဲ့ဒီဘိုင်းမှာတော့ဘယ်လိုပုံစံမျိုးဒီ data ကောက်လဲပေါ့နော် data ဘယ်လိုကောက်မလဲအထူးသဖြင့်သူကဘာပြောချင်လဲဆိုတော့ relax နဲ့ alert နဲ့ဖြစ်နေတဲ့ state 2မျိုးရှိတယ်တဲ့အဲ့ဟာကို music ကနေပြီးတော့ဘယ်လိုမျိုး stimulate လုပ်လဲပေါ့နော်အဲ့ဟာနဲ့ပတ်သက်တဲ့ data ကောက်ပုံကောက်နည်းဆိုပြီးတော့မေးအဲ့ဒါအလုံးက open question ပဲ5မိနစ်လောက်တချင်းကိုနားထောင်လိုက်မယ်ပြီးတော့လို့ရှိရင်ခဏနားလိုက်မယ်ပြီးနောက်ထပ်5မိနစ်လောက်တချင်းကိုပြန်နားထောင်မယ်ဒီတချင်းက relax ဖြစ်လာပါလားဆိုတာကိုကြည့်နေတာလည်းပါမယ်သူတို့ရဲ့ထိုင်ကြည့်နေရလဲပါသူတို့ရဲ့ survey data လိုမျိုးမေးခွန်းလေးတွေဖြေခိုင်းတာလည်းပါမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ data ကောက်မယ်ဆိုတာပါတယ်ပြီးတော့ Python file ကို upload လုပ်ပေးရတယ်ဆိုတော့ဒါကတော့ exam detail ပေါ့နောက်ဆုံးကတော့ research နဲ့ပတ်သက်တာတော့ file upload ပြီးပြီလားဆိုတဲ့ဟာကိုပြန် check လုပ်တာရယ်ပြီးတော့visa နဲ့ပတ်သက်တဲ့ဟာဆရာအောင်နည်းမေးကြည့်ဆရာ visa နဲ့ပတ်သက်တာအရင်မပြောနိုင်တော့student service ကိုပဲမေးကြည့်ပါလို့ပြောတယ်အဲ့တော့ ဒီနေ့တော့ကတော့ပါပဲကျေးဇူးများတင်ပါတယ်